ငလာပါတန်းကလေးကတော့စီးကြပါ တားကြီးကတော့ကဲကဲစိန်ပါဟောကိုကြီးကတားငယ်လေးဆိုမှညီလေးကတော့တားကြီးဒီကိုနှစ်ယောက်စုံလုံးလေးကျွန်တော်တို့ဒါအခုကတော့ဘာအစီအစဉ်ကိုပြောချင်တာလဲဆိုတော့ကဲကဲနဲ့စီးကြရဲ့ဇက်တပင်ပေါ့နော်ဒီမှာတော်လိုင်းရေးထဲမှာထောင်းလိုက်ပါပြီလို့နော်ထမင်းချက်ကစလူထမင်းချက်ကစလူလေဆိုတော့ဘယ်သူခေါ်ရင်ကောင်းထမင်းချက်ကတော့ဘယ်သူခေါ်ကျင်လဲဆိုတော့ဟိုတယောက်မင်းသားတယောက်ခံမလားမင်းသားတယောက်ဘယ်သူခံစွမ်းစာနေပေါ့စွမ်းစာနေမှာမခံနိုင်လေမခွက်ချင်းလူနေရလုံနေတယ်သူကရေးနေထမင်းမဲ့လေခွက်ချင်းလူပါမယ်မလုံကိုဟိုင်းအားနေရမယ်ကိုဟိုင်းကိုခေါ်လိုက်လေပြီးရောနော်ကိုဟိုင်းကိုထားလိုက်ကိုဟိုင်းဆိုတာကိုဟန်သာမုံဝင်ပြောတာကိုဟန်သာမုံထမင်းချက်ကိုသူ့ခေါ်လိုက်မှာထမင်းချက်မဟုတ်လေမင်းသားပါဟမ်မင်းသားသူသူမင်းသားမခံပါဘူးထမင်းချက်ပဲထားမှာထမင်းချက်ဒါဆိုရင်ပစ္စည်းအတင်ချကြတော့ပစ္စည်းတင်ချဗလာကောင်းလဲဆိုတော့ကျွန်တော်ကိုဆက်ပြဲနိုင်ရိုးလေကျိုးကိုဆက်ပြဲဘယ်သူထားမလဲမင်းသားတွေကပဲထားမလားအလုပ်ပြန်မင်းကမင်းသားဘယ်သူထားမလဲကိုဟိုင်းကြတော့မင်းထမင်းချက်တယ်ကိုဟိုင်းတက်မြင်းနဲ့မင်းသားကဘယ်သူရှိသလဲဒါဆိုရင်တော့ဟုတ်တယ်ကိုဟိုင်းကြီးကိုခေါင်းဆောင်မင်းသားတင်လိုက်မယ်အဲ့တော့ဇက်ထောင်လိုက်ပြီကျွန်တော်ကိုကတော့တော့ဇက်ဆရာကျွန်တော်ကတော့မန်နေဂျာပေါ့ကျွန်တော်အောက်ကျော်တော့ကျွန်တော်ဟိုသာလူတွေအကုန်လုံးပေါ့နော်ဒီကြောင်ညာကိုမြင်တာနဲ့လက်အုပ်ချီလေးလက်အုပ်ချီခြင်းလောက်အောင်စိတ်ဝင်စားအောင်ရိုက်ထားမှာမင်းသားပုံတွေတဘုံမှမထည့်ဘူးကျွန်တော်တို့ကြော်ညာထဲမှာဆရာမင်းသိန်းကထိုင်နေတဲ့ပုံကိုထည့်မယ်ဟာလူစိတ်ဝင်စားပြီလေဇက်ကမလားမဟုတ်လေကြော်ညာအရေးကြီးတယ်လေသဘောပေါက်လားဆရာမင်းသိန်းကရဲ့တပည့်တွေပါဘာညာဆိုရင်နောက်ကြမှာခေါင်းဆောင်မင်းသားကဘယ်သူမင်းသမီးကဘယ်သူဒါမျိုးသွားမှာဟောကကြီးဇက်နာမည်ကဘေးကွယ်ဇက်နာမည်ကတောင်မြောက်မြောက်ဘလို့တောင်မြောက်ခွင့်ရောက်လဲတောင်ဘက်တွေမြောက်ဘက်တွေမကဘူးငါတို့ကအရှိဘက်တောင်ဘက်နဲ့မြောက်ဘက်ပါဘောမလေးရှိတောင်ဘက်နဲ့မြောက်ဘက်မှာမကဘူးတို့အရှိနဲ့နောက်မှာပဲကငါတို့အောင်လေးကိုဝင်လာထိုင်ကောင်ဒီကောင်ကားသမားအောင်မန်းညိုဇက်ကားမောင်းဟဲ့ဒီကောင်ကားနဲ့ပတ်သက်ဒီကောင်ခဏခဏနည်းနည်းအိတ်ငိုက်တော့ဇက်ကားမောင်းခိုင်းဒီဘွယ်လုံးဒုက္ခရောက်အောင်ပေါ့ကျွန်တော်မင်းသမီးတွေကတော့တို့ဒေါ်လာကြီးရဲမိတွေပဲခေါ်မလားဒေါ်လာရဲမိပဲခေါ်မှာပေါ့ဒီပြဘောမတွေသွားခေါ်ရင်တော့ဇက်ကိုဝိုင်းပြီးတော့ဘုံကျဲနေအောင်မဟုတ်လေဒါမဲ့မဟုတ်ငါတို့ဟိုသာဇက်ယုံထဲမှာကွာဟိုမှာလူတွေပါတွေတင်မင်းသားတွေမင်းသမီးတွေကြိုက်လို့လာတဲ့ခါကျတော့ဇက်ယုံထဲကနေမောင်းထုတ်ဖို့ကျတော့ဘောမတယောက်လောက်တော့ခေါ်မှရမယ်ဟုတ်တယ်ဘာလို့သူတို့မှဆဲတဲ့ပြုတဲ့ဆိုတတ်တာလေမပုရုခေါ်လိုက်မယ်ကွာရုံခါကန်ကြီးကြဟဲ့လားကဲကဲစိန်စီးစားကားတဲ့ပွဲနော်ရုံခါပါပြီဟဲ့မထော်သေးဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်ပုရုမခေါ်လိုက်ပြီပုရုမခေါ်မယ်ပုရုမကိုရုံခါနောက်ပြီးတော့ကြော်ညာလဲဖို့ကျတော့ခိုင်မဲလုံးကိုခေါ်လိုက်မယ်ဇော်မဲလုံးမဟုတ်လေဇော်မဲလုံးပြုတ်သွားပြီလေအခုဟိုဗာလဲခိုင်မဲသူတို့နှစ်ယောက်ပေါင်းပြီးတော့ငါခေါ်လိုက်တော့ဗောခိုင်မဲလုံးဒီနေ့ညတော့ဟိုကဲကဲခိုင်ဘယ်သူခိုင်တဲ့ဟမ်ပါဘူးဟိုထားပါတော့ဒီနာမည်ကြီးမှတ်ကြရလို့မလို့ဒါပေမဲ့ခိုင်မဲလုံးခိုင်မဲလုံးပေါ့နှစ်ယောက်ပေါင်းပြီးတော့ဒီခိုင်မဲလုံးကနေပြီးတော့ငါတို့ဟိုကဲကဲစိန်ရဲ့စီးစားရဲ့ကတဲ့ပွဲကိုသူကြော်ညာလှည့်ပြရမယ်ဘယ်နဲ့ဘယ်ရဲ့ပမာကမှာခိုင်မဲလုံးကလှည့်ကြော်ညာမလှည့်ချင်လဲ तू အဲ့ဟောသူ့ရှေ့ထွက်ပြောခိုင်းရမှာပေါ့ရှေ့ထွက်ပြောခိုင်းဘောမှလည်း3သိန်းနဲ့နေရ3တဲ့ပါတယ်ဟုတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့အဲ့ပွဲကင်းထဲမှာတကယ်လို့လာကြည့်ပြီးတော့ကဲစိန်နဲ့ကိုစီးစာတို့ကတဲ့ပွဲမှာလာရောက်ဖြတ်စည်းမဲ့သူတွေရှိရင်ရောကျွန်တော်တို့ဘက်ကဘလို့လူအဲ့လိုကျန်းကျန်းနန်းလို့ဟိုကကင်တွယ်ဖို့အတွက်ဘယ်သူခံကောင်းမှာအဲ့ဒါဆိုရင်တော့ကောင်းတော့ဗောမင်းကလည်းအခုပြူတွေခေါ်လိုက်မှာဗောပြူ4-50ယောက်လောက်ထားလိုက်မှာဗောဒီကောင်တွေလုံရဲကန်ရဲဆဲပြူရဲခုတ်ရဲထိရဲတယ်လေဟုတ်တယ်ငါတို့ကျတော့နှလုံးသားကြီးတယ်လေဟုတ်တယ်မလားအဲ့ဒါလည်းဟုတ်တယ်ဘာလို့ကိုလာကြည့်ရပိတ်တဲ့ကြကိုကမလုံရဘူးဒီကောင်တွေကျတော့လုံရတယ်ဒီကောင်တွေခေါ်လိုက်မယ်ဒီကောင်တွေခေါ်လိုက်မယ်နောက်ခုကောင်ပါလဲရုပ်ရှင်မှာရိုက်တယ်လူမိုက်လေတာကေတာကကဲထားပါတော့ဟိုအောင်ရိုက်သေးတယ်ဇက်ကားတော်မှာလဲလမ်းမပေါ်ကဘာဆိုလဲကိုဝင်းထုတ်ဝင်းဝင်းထုတ်ဝင်းဟုတ်ပြီနောက်ပြီးတော့ဟိုကဘာလဲအဲ့ဈေးဆိုင်ကြီးမှာပွဲဈေးဆိုင်ကြီးကိုပေးမဲ့ဟိုအရက်ဆိုင်တော့မပေးနဲ့ဒါတော့ကိုကြီးဖွင့်မှာရက်ဆိုင်ဟုတ်လေအဲ့ contract မပေးနဲ့နော်ရက်ဆိုင်တော့ကိုကြီးဖွင့်လိုက်မယ်လားဟုတ်ပြီနော်အဲ့မှာဟိုကျန်တဲ့လူတွေမခေါ်နဲ့နော်မခေါ်ပါဘူးဟိုအုပ်စုတွေအကျွေးကြီးပဲတောက်မှာဆိုလို့အဲ့တော့ပွဲရလဲအခုအဲ့ဆိုရင်ဘာလုံးမယ်ကားဆွဲလဲရပြီမင်းသားခေါင်းကမင်းသားကိုဟန်သာမိုးဝင်ခေါင်းကမင်းသားဟန်သာမိုးဝင်ဟုတ်ပြီမင်းသမီးကြတယ်လေ
အေးမင်းသမီးထားအောင်မင်းသမီးပြုထားရင်ကောင်းတယ်ကိုဟန်ကြီးနဲ့လိုက်မဲ့မင်းသမီးဆိုတော့ငါတို့ဟိုဗာလဲကိုအောင်တော့ရှိကအမကိုအခုညီတောင်းလိုက်မယ် သူ ကိုအောင်တော့ရှိကအမမင်းသမီးပြုလဲနာမည်ငါမေ့နေဟိုတနေ့ကတော့ဒီလာချင်းဝင်သေးတယ်လေ အော် အဲ့ဒီမှာနဲ့ကြသူတို့ဝိတ်ချင်းရလဲတူတယ်ဝါတာချင်းရောပါအောင်လေဟုတ်တယ်မလားနှစ်ပါးသွား နှစ်ပါးတော့ နော်အဲ့ဒီမှာခေါ်လဲနာမည်မေ့နေဘူးလည်းမသိဘူးနော်သူဟုတ်ပြီမင်းသမီးလည်းရပြီထမင်းချက်လည်းရပြီထမင်းချက်လည်းရပြီဟိုကားမောင်းမဲ့လူလည်းရပြီ ရပြီ ပစ္စည်းထမ်းမှာဟိုအမကိုဆက်ပြဲ ကိုဆက်ပြဲထား ဟုတ်ပြီ ပြီးတော့ဟိုအော ဘယ်ရလဲ ရပြီဆိုတော့မင်းသမီးလည်းရပြီလူရှင်တော့ လူရှင်တော့ဟုတ်တယ် ဩတကယ်လူတွေမေ့နေ အေးလူရှင်တော့လူခေါ်ရင်ကောင်းမှာ ရီရလူခေါ်တော့ ရီရတဲ့ ဒိန်းတော်တော့မခေါ်တော့ဒိန်းတော်မရီရဘူး ဟုတ်လား ဒိန်းတော်မရီရအောက်လုံးနေပြတ်တာကို ဟုတ်လား ကျွန်တော်တို့ရဲ့ဇက်သမိတ်မှာလာကြည့်လူတွေပါတော့စိတ်ညစ်သွားမှာ လူရှင်တော့လူခေါ်ရင်ကောင်းမှာအဲ့ဒါမင်းနည်းနည်းစဉ်းစားသမောင်း လူရှင်တော့တော်လိုင်းတဲ့လူတွေခေါ်မှာ ခေါ်လိုက်တော်လိုင်းကြီးရပဲ တော်လိုင်းရဲ့လူဆိုရင်တွက်လက် တွက်လက်ဟာတွက်လက်ကတော်လိုင်းကြီးတယ်မဟုတ်ဘူး ဟိုသူနဲ့တောင်းတဲ့လူကသူနဲ့ပေါင်းတဲ့လူကအုံတိုင်းကတော်လိုင်းကြီးလုံးလို့အခုပြန်ထောင်ကျသွားအခုပြန်လွတ်လာပြန်လွတ်လာပြီးသူတိသွားပြီရဲ့အမှန်တရားဟုတ်တယ်မဟုတ်တိသွားတော့တိသူတို့ဖားတဲ့ကောင်နဲ့ဟိုငါပြောမယ်ဟိုကလင်းနဂါခေါ်မလား ရင်းနက ကိုအောင်တော်ကြီးကအဲ့ဒီဖွဲ့ထဲမှာတိတ်မကြီးရဆုံးပဲငါအမြင်လင်းနဂါကြီးရနော်ပလာတာလေးကိုကြီးရနော် ရင်းနကကိုခေါ်စဉ်းစားတယ် तू ကတယောက်တည်းကားတစ်စီးစီစဉ်ပဲ ဘာလို့ သူက heavy အေးဟုတ်တာဒီကောင်လည်းမဖြစ်သေးပလာတာတော့အဆင်ပြေတယ်ပလာတာခေါ်လိုက် လာတာကပြေတယ်အားနဲ့သူ့ relation လောက်ခိုင်းလို့ရတယ် အေးဟုတ်တယ်နော်ဒီကောင်လုံးလဲလုံနိုင်တယ်ဒီကောင်လုံးလဲလုံနိုင်တယ်ဟုတ်တယ်ဒါဆိုရင်လူရှင်တော်လည်းရပြီ မကျွန်တော်ကားတဲ့ဇက်သပင်ဟာတွေပြန်ပြီးတော့ relation လောက် ရေလို့ဟုတ်ပြီဟိုမီးတို့ဖို့မှန်တို့ဖို့ကြတော့ငါပေါ်လွင့်ခေါ်လိုက်မယ်ဒီကောင်မျက်လုံးနဲ့ဆိုတော့မီး မြတ်လူတစ်ပတ်သားအဲ့လိုတော့ကိုမပြောနဲ့ မဟုတ်တော့မျက်လုံးဒီကောင်မီးချိန် မဟုတ်လေမီးချိန်နဲ့မီးထိုးရဆိုတာအမှစထွက်လာနဲ့ market jackson လို့ဒေါင်းလိုက်ပြီးကွာဆိုထိုးရမယ့်ဟာမျိုးမှာတယောက်အလဲကောင်ရက်နေ तू ကအဲ့လူကဟိုကြည့်ဒီကြည့်ဆိုဘယ်ကန်တော်ကြီးမှာတော့ဒီကောင်ကမီးစရိတ်လောက်တာကန်တော်ကြီးခေါ်တယ်မှာသွားမလို့ တော်သေးစနိုက်ပါမပြစ်လို့ ဟုတ်အခုဒါဇက်ထောင်ပြီးပြီ နဲပြီးပြီ နော်ဇက်ထောင်တဲ့ကိစ္စတွေပြောပြီးပြီအဲ့တော့တို့ပွဲကားတဲ့အကြောင်းလေးတွေကိုဒါဘယ်ပွဲတွေစီစဉ်ပြီးပြီလေ ပွဲတွေကတော့အခု contract တယောက်လှော့ contract လို့ contract ကတော့ ဟိုငါပထမထီးတင်ပွဲပြောထားတာရှိတယ်ဒါပေမဲ့အဲ့လိုပြောပြီးကမှပွဲပြတ်သွားတယ် ဘာဖြစ်လို့ ထာဝနာတွေနွားဆွစားတော့ ထပ် ကောက်ရိုးပုံထီးတင်ပွဲလေ ကောက်ရိုးပုံတီးတယ်မဟုတ်လားဟော အဲ့လို ဟိုနဲ့အလာငါတယ်မဲတော်ပြန်နဲ့ မဲတော့ပြန်ဟာဘာမဲတော့ပြန်မကြောက်ဘူးပါ ဟုတ်တယ်မဲတော်ကမပြန်သေးဘူးဟိုရောက်မှရိုက်တာ အဲ့ဒါဆိုရင်တယောက်ယောက်ကိုမကြည့်တဲ့လူဟိုတင်ကန်းစီးပေးလိုက်ပေါ့ ဘာဖြစ်လို့ အဲ့ဒါမှငါတို့အာကုသူရောက်သွားတော့ ဟာအေးဟုတ်တယ်အဲ့တော့ပွဲသွင်းမှုကဘိုင်ပွဲတွေသွင်းကောင်းမလဲ ဖုန်းကြီးပြန်သွင်းမယ်ဆိုရင်လည်းဒီလိုလုပ်ကွာဆရာမိုးဖြစ်ဖြစ်ဟိုတို့ငါတို့ဆရာရွှေမိုးသက်ဖြစ်ဖြစ်အဲ့နှစ်ယောက်တည်းတယောက်ကိုယူတင်ကန်းစီးပေးမင်းပြောလို့ပဲပြီးတော့မှသူတို့အသားလေးရိုက်တက်လိုက်ရုံ ဟာဘလို့သူတို့ကြတော့ဟိုဟာနဲ့ဖိုက်ခိုင်းရမှာပောက်ကူတော်ဘူးပါဘူးနဲ့ဖိုက်ခိုင်း ဒါပေမဲ့ဘာမှလုပ်ကြမလို့ပါသူတို့ယောဂနဲ့သူတို့ အဲ့တော့ကိုကြီးဇက်လည်းထောင်ပြီးပြီမင်းဒီမင်းသားလည်းရပြီအကုန်လုံးလည်းရပြီပွဲကားဖို့လည်းစီစဉ်ပြီးသွားပြီဆိုတော့ ငါတို့နောက်ပိုင်းမင်းသားစဉ်းစားရမယ်နောက်ပိုင်းမင်းသားအဲ့ ဒါအရေးကြီးတယ်မြန်မာမှုမြန်မာဟန်မှာ ဟုတ်တယ်နောက်ပိုင်းနောက်ပိုင်းအရေးကြီးတယ် ငါတို့ငယ်ငယ်တော့ဆိုဒန်းစီမောင်နှမတို့ဘာလို့ကရတယ်လေငယ်ငယ်တော့ကလေသိရမလား အခုချောစီမောင်နှမဆိုကပ် မကောက်ဘူး တော့ရေချောတွေမတန်နဲ့ ရင်တော့နောက်ပိုင်းနေနော်တကယ်ဟိုသူဒန်းစီမောင်နှမတို့ဘာလို့သူခြေဝါးတွေဓားတွေဘာတွေခွဲ ခြေဘွားဓာတ်နဲ့ခွဲ စာမီကဲ ရဲကင်းနော်ခြေဘွားတိတ်ဒါဘယ်မင်းသားဘယ်ဒေါသကုံမာရမင်းကနေပြီးတော့သူနှမကံမှုမယ်နဲ့နှမတသက်မောင်းတသက်ကျင်ဘက်မပြူစတန်းရဲ့လူ ဟုတ်ကျွန်တော်အစာတသက်နဲ့ရောသွားတာ ဩဒုက္ခ ဖခင်ကိုချုပ်လဲထည့်ပြီးတော့မှ အဲ့ဒါအသာတသက်အခုကဒန်းစီမောင်နှမကိုပြောနေတာမင်းနဲ့ကလည်းဘယ်ရောက်သွားတာ မသိဘူးနောက်ပိုင်းနောက်ပိုင်းရောက်နေ နောက်ပိုင်းအဲ့တော့နောက်ပိုင်းကမယ်ဆိုလဲအတန်ကောင်းဆိုနေငိုချင်းကောင်းဆိုနေမယ်သူမျိုးပေါ့နော် အဲ့ဒါငါတို့ အဲ့ဒါအရေးကြီးဆုံးပဲဘာလို့ဇက်သပင်လောကမှာတော်တော်များများပျောက်ကွယ်နေတာအဲ့ဒါ အဲ့ဒါဆိုရင်ငါတီးဆိုဟိုဗါလဲနောက်ပိုင်းမင်းသားတိုင်းကျော်ခေါ်လိုက်မယ် ခိုင်းကြောင် ကောင်းပါမလား မဆိုးပါဘူးသူ စကားတော့တော်ပြောတယ်နော် စကားပြောတယ်တို့ရထွက်ရထွေးနဲ့အဲ့သူဟိုဟာပြနေကျွန်တော်နောက်ပိုင်းမင်းသားကိုအခုတက်လာတဲ့မင်းသားတွေမှာဟိုဟာခေါ်မလားလို့ တူတယ် ဘနာနာ ဘနာနာ
ဒီတော့စုံနိုင်ပြောနိုင် ဟာဘနာနာကအခုမင်းသားရဲ့တဲ့တောင်ဒီဇိုင်းမမှန်နော်လုံးဝဟိုကဗျာလုတ်ကအစတေချာလေးကျင်ပြီးတက်လာတယ်မင်းသား ဟုတ်တယ် ခုလဲကတော့မှဆိုတော့နောက်ပိုင်းကိုငိုချင်းကိုငိုနိုင်မှမင်းတို့နောက်ပိုင်းမင်းသားဟိုကထားမလားမင်းအောင်လိုက်ထားမလား အေးကောင်းတယ်နော်သူဆိုရင်အဝင်ထွက်လည်းရဲတယ်ကွာအဝင်ထွက်လည်းရဲတယ်နောက်ပြီးတော့မျက်နှာပြောင်တိုက်ရဲတယ်ဟုတ်လားပေးတဲ့ဘလောက်ဆဲသူခံနိုင်မှာပဲဟုတ်လားပေးတဲ့ဘလောက်မုံလဲသူကသူ့ချစ်နေတယ်လို့ထင်မှာပဲအဲ့ဒါပွဲပြီးရ ပြီးသွားပြီပွဲရအဲ့ဆိုမင်းအောင်လိုက်တာနောက်ပိုင်းမင်းသားထားလိုက်တော့ပွဲပြီးသွားရင်ငိုချင်းကလည်းတောက်လျှောက်ငိုတာကျွန်တော်တို့နိုင်ငံကြီးကဘာဖြစ်လို့အားလုံးကဝိုင်းကူရင်အားလုံးကစာဝါရီစကတ်ဖြစ်မယ်ဆိုပြီးတော့ မနေ့ကသတင်းတက်လာတာမင်းသိ ဘာသတင်းတော့ မင်းစဉ်းစားကြည့်ဒီတနင်္ဂနွေလုံးမှာကျဲဥတလုံး900ဖြစ်နေပြီကျဲဥတလုံး900နောက်ပြီးတော့ဒီစီးပွားရေးဆိုတော့လေကွာလုံးဝစက်ယုံတွေပိတ်ရတဲ့အဆင့်ဟာလားဘာတွေဖြစ်ညာတွေဖြစ်တိုင်းပြည်လုံးဒီတော့သူစီမံခန့်ခွဲမှုညံ့လို့ဒုက္ခရောက်တဲ့အချိန်မှာသူ့မြောက်ပေးလိုက်ပြန်ပြီရုရှားနိုင်ငံကနေပြီစီးပွားရေးတက္ကသိုလ်ပါမောက္ခဘွဲကိုပေးလိုက်တယ်မနေ့ကစီမံခန့်ခွဲမှုစီးပွားရေးတက္ကသိုလ်ပါမောက္ခဘွဲကိုပေးလိုက်တယ် ကျွန်တော်တွေ့တယ်ကျွန်တော်ကြည့်တယ် စာဝါရီစကတ်ပဲ စပိုင်ဒီဘက်ဖြစ်သွားအခုစပိုင်ဒီဘက်အခုက तू ကကျွန်တော်ကြည့်ရအားလုံးထဲမှာဟိုဟာဖြစ်တယ် तू ကအနီဝမ်းစာကြီးနဲ့မျက်နှာကြီးကရေးမလို့လို့ငိုမလို့လို့ပြုံးမလို့လို့နဲ့တော့ဆူဆူ သူ့ပုံစံကြည့်ရမူတော့မမှန်တော့ဘူး အဲ့တော့သူ့နောက်ပိုင်းမင်းသားခန့်လိုက်မယ် ပြီးသွားပြီအခုဟိုဟာရေတွေဖောက်ချမယ်ရေဖောက်ချရင် မဟုတ်လေငါတို့ကားမဲ့နေရတော့မဖောက်ချနဲ့လေ ဟုတ် तू ကအဲ့ဒါကိုကျွမ်းတယ်နောက်ပိုင်းဘာညာ तू လာပြီးတော့နောက်ပိုင်းလာအော်တဲ့ကောင်ကျရေဖောက်ချမယ် तू ကအခုလေအရာရန် तू ဖောက်ချတာလေတချို့ကပြောတယ်ရေကာတာရှန်ကြလို့ရှာကြကျိုးရမလို့လုပ်မယ်လေကျိုးကမှကျိုးနော်ကျိုးတော့အဲ့လောက်နဲ့မှမဟုတ်ဘူး तू ကဘာလို့လဲဆိုတော့တစ်ဖက်ကနော်အေးစိတ်ဝင်လာစိတ်ဝင်လာချိန်မှာသူကမြေပြင်ကိုရေရင်နဲ့လောက်ပလိုက်တာ မျောပလိုက်တာ ဝင်လာလို့မရအောင်အဲ့တော့မှသွားကုံလှော့ brighter တော့ကုံသွား brighter လုံးနေပါလေကုံတော့အေးစေးပြည်သူတွေကိုသူတို့ကဲတင်ပါဆိုဟာမျိုးယူတယ်ပြီးရင်သူလစ်ပြီဘယ်လစ်တာသေးလား ဘယ်လစ်တာ ရုရှားကိုလေဒါမှကျွန်တော်နိုင်ငံကြီးကအခုရေကြီးတော့ဘာညာ ဒါမဲ့တခုရှိတယ်နော်သူသွားတဲ့နိုင်ငံတိုင်းကသူနဲ့လက်ဆွဲနှုတ်ဆက်တဲ့လူတွေကဘာဖြစ်လဲအာကုသူတွေပဲဒါမဲ့ तू အဲ့လိုတနိုင်ငံကိုထွက်သွားတိုင်းမြို့တစ်မြို့ပေးရတယ်အဲ့ဒါလည်းရှိရနော် ဟုတ်တယ် အဲ့ဒါလည်းအတိတ်နမိတ်ပဲနော်ဒါ तू တနိုင်ငံသွားဒါနဲ့နေပေါင်းမင်းရေဖောက်ချတယ်ဆိုတော့မင်းတို့ကလည်းဇက်မျိုးပဲနော် ဇက်မျိုးဇက်နော်ဇက်မှာလည်းမကြီးပြင်းလာတော့ကဲဇက်ရဲ့ကဲစိတ်ရဲ့ဟိုဒါဆွေမျိုးတွေနဲ့ဆိုရင်တို့ကြော်ဟင်းတဲ့တူတဲ့ဦးလေးငါတို့သက်တယ်လည်းတချင်ဘာတူလဲသူနဲ့ပဲ သူကတော့ဘိုးကျော် ဘိုးကျော် သူ့နာမည်ကတော့ကျွန်တော်အိမ်မှာခေါ်တော့သူ့ရဲ့ဘာကြီးပြုံးပေါ့နော် သူ့ရဲ့ဘိုးကျော်ရဲ့စရိတ်ရှိုးကွာဟာဒီနောက်ကနေပြီးတော့တပ်ပင်ကိုင်းပြီးတော့ပွဲစိတ်တွေခိုင်းတော့ကျိုးတွေလည်းချီဘိုးကျော်ထွက်လာကျွန်တော်ဒါကိုကြီးမေးလို့လာပြန်ပြောတာသတိရပါပြီဘာလို့သတိရပါလဲကျွန်တော်ကဲလို့နာမည်ပေးခဲ့တယ်သူဟုတ်လားအဲ့ထဲကစပြီးတော့ကျွန်တော်လည်းဒုက္ခရောက်နေတယ်နောက်ရှိသေးတယ်မိချောင်းစိတ်ဟောမိချောင်းစိတ်နေနော်အေးသူတို့တွေမိချောင်းကနော်မိချောင်းကတာမိချောင်းအစာခွန်လားမိချောင်းကျွန်တော်တကအဲ့ကိုပါလေဥရှင်ကတော့အေးအေးအတိုင်းမှာကတော့ဥရှင်ဝင်လာဟိုကလည်းကြားစီးပြီးမှမိချောင်းဝင်လို့ဆိုပြီးတော့အဲ့မှာရေတွေတက်လာတာဘယ်မှဖွဲ့မှမတားတာလည်းဘယ်တော့မှတားမရနောက်ဆုံးအဲ့ဇက်ထဲမှာမောင်းတယ်မီးစက်ရင်နဲ့ပတ်လိုက်တော့အမလေးပူတယ်ဗျတော့ထားပြေးပါအဲ့ရဆိုရင်ငါပြောဥရှင်ကတော့အဲ့မှာပတ်စံအရာဆုံးကြားတယ်ပတ်စံရတော့ကြားကျွန်တော်တခါဝင်မှုတယ်ကြားချုံထိုးမယ်ပြီးရင်ကြားစာလေးထည့်ပြီးအောင်ဆိုပြီးတော့လောက်တယ်မလားလောက်တော့အဲ့ဒီအချိန်မှာ50ထဲမှာဘယ်သူပါလာလဲဆိုတော့ဦးမိုးရီနာမအမြဲတမ်းနေတဲ့ဦးခင်ထွန်းကိုခင်ထွန်းကသူကဦးမိုးရီနာမအခုရင်တော့ဦးမဝင်းတို့ချိန်မှာပထမဦးကဗာလဲဘဘဥရွှေငါသားဦးတင်ဆိုရှိမှာစက်ကင်တာစက်ကင်တော့ငါတို့တဲ့ကိုသူတို့ဆက်ပါလာသူကအဲ့ဒီအချိန်မှာကြားပထမတစ်ယောက်ကထွက်ပြေးသွားတယ်ဇက်တရားနဲ့ထွက်ပြေးသွားတော့အဲ့နေရာကို तू ကဟာဒုကနေတော့တက်ကလည်းမှဲ့တော့ဂျုံးတွေပါလေးကျင်တော့လေးကျင်ပြီးတော့ तू ကနောက်ပြီးတော့တက်လို့စားတယ် तू လည်းအမြဲတမ်းဂိုင်းဘာဂိုင်းလဲပြီးဟောတော့ကွာ तू လည်းကလည်းကောက်ကွာအရင်ထက်လည်းကောင်းတယ်ဒါပေမဲ့ခတ်တာအဲ့သူ့နာသွားလို့ရှိရင် तू တုံနေတာတောင်သူ့အီလေးတက်ပြီးတော့နင်းပြီးသူ6နဲ့ပြစ်ကန်ထားရတာဟုတ်လားဟောဝင်စီးနေတယ်ပေါ့အဲ့တော့ကိုခင်ထွန်းသားကိုဘယ်သူမှမကတ်ရဘူးဒီနေကမကြောင်တော့ကွာအတီးအတိုင်းအုံးသီးတွေကိုထုတာအုံးသီးတွေကိုထုပြီးတော့တရက်ကြတော့အဲ့ဘာလဲထုစားမလောက်နာဇီးမြူကုန်းမှာကလည်းက
ရင်းပြောလို့ပဲအဲ့တော့ငါတို့လောင်းစင်တွေကတည့်တဲ့အတိုင်းပဲလောင်းစင်ကြီးတွေလေအဲ့ပုံမှာလောင်းကြီးတွေတင်ပြီးတော့ထိုးရတာဟုတ်အဲ့ဥရှိအဲ့လိုဝင်ပြီးတော့ဟိုအဖြစ်တဲ့အချိန်နဲ့ကြာကြောစောင်းပိုက်ထားတဲ့အချိန်မှာကြားတယ်ဘေးနာတုံအာတုံပြီးတော့သူကြည့်တော့အော်ရှိနေအဲ့အချိန်မှာကွာပွဲကင်းနေကနေပြီးတော့လူတယောက်ကနေပြီးတော့ဘလိုင်းလောင်းစင်ပေါ်ခုန်တက်လာအဲ့လောင်းစင်ပေါ်နဲ့ဖတ်ဆိုစောစင်ပေါ်ဟိုတော့ခုန်တက်ပြီးတော့ကြောက်တကယ်ကြောက်ဝင်လာတာအားလို့တကယ်ဟိုနက်ဝင်နေတဲ့ကြောက်ခေါင်းကြီးပြေးတက်ခဲ့တာတို့ချထွက်ပြေးတနေ့လုံးလိန်ထားတာစီကိုကင်းတော့တော့ဟာငါငွေပဲဝင်တော့ तू ကတွေ့ဝင်နေတာမနဲ့မိုးလေးနဲ့ချင်းမိုးလေးလိုက်ရှာတာဘာဖြစ်လို့လဲဆိုညာအဲ့ကြာတိုက်လိုက်တာသူ့မွေသွားကျွတ်တော့ဟုတ်တယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်ကျွန်တော်ကကျွန်တော်ကိုမိုးပွင့်နဲ့ဥရှင်ဝင်လို့ရှိရင်ကျွန်တော်လက်ဖွဲ့ကျိုးတွေရောက်ကြီးပြားလေးညှက်ပြီးတော့ဒါအဆောင်ဆိုပြီးဥရှင်ရဥရှင်ရအားကြိုင်ဒီမလေးစားဆိုတော့မန်းပြီးတော့မှဒါအနေကင်းတဲ့ရှင်းဆိုတော့ဒါအရင်တိုင်းမှာအဆောင်ဆိုပြီးတော့တချို့ဆိုအုံးကုန်လေးတွေပါသူကအုံးသီးနှွာထားတဲ့အခွန်တွေရောင်းတာအဲ့ကြားရလဲတော့အုံးသီးနှွာတာကြားမမဟုတ်လူတိုင်းခွာနိုင်တယ်ဗဇက်နဲ့ခွာရဲပြောတာမခွာရဲတော့မကောဘူးလူတိုင်းဗဇက်နဲ့အုံသီးအစိမ့်ဆိုရင်ခွာလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းခွာကြည့်ဘူးလေအပြင်မှာကျွန်တော်လည်းတစ်ခါဝင်ဘူးလို့အဲ့ဒါအုံစိမ့်မှာတော့ခွာလို့ရတစ်ခါကျရင်ကြားနဲ့မတဲလို့ရှိရင်လည်းအုံသီးကြောက်ပြစ်ပေးလိုက်ရင်တော့ကြားအဲ့ဒါသွားတွေကျိုးပြီးတာပြင်တော့မဟုတ်နှိပ်ခင်းနဲ့သူ့ဘာလို့ထုထားတဲ့အုံသီးတယောက်ကနှိပ်လိုက်ရင်တော့သွားတာကဲအားလုံးညီကိုရဒါနောက်ဘက်လေးဒီမှာလည်းကျွန်တော်တို့တခြားစီစဉ်လေးတွေတင်ဆက်ကြပါသေးတယ်ဟုတ်ကဲ့အခုတော့ကျွန်တော်နဲ့ကျွန်တော်ကိုနဲ့မတွေ့ရတော့ကြာသွားပြီတိုက်ပွဲတွေကနေပြီးတော့ညီကိုနဲ့ထွက်လာပြီးတော့ထွက်လာဆိုတာနည်းနည်းဆန္ဒပြတဲ့တရက်လာမဆုံးလိုက်သေးရနော်ဆိုင်ကင်းနဲ့စုံလိုက်တယ်ညီကိုတွေအဲ့တော့အိုက်ကနေစပြီးတော့ရဲဘော်ကြီးညီကိုနဲ့ရဲဘော်လောက်ခဲ့ပြီးတော့အိုက်ကနေအခုဒီဘက်မှာရဲဘော်တွေအတွက်တရင်တက်ဖွဲ့အတွက်ငွေကြေးလိုရင်းနဲ့အဲ့တော့ရမူပွဲလေးလိုက်ကိုင်းနဲ့ကျွန်တော်ညီကိုနေဒီဘက်ရောက်လာပြီအဲ့တော့ကျွန်တော်အကူကလည်းအရင်တော့သူလှုပ်ရှားရှိရလှုပ်ပြီးတော့ဒီနေ့ကစပြီးတော့ကျွန်တော်နဲ့ကျွန်တော်အကူကအဲ့တော့ကျွန်တော်ညီကိုနှစ်ယောက်ရဲ့ဖြိုပြတင်ဆက်မှုတွေရှိပါတယ်အဲ့ဒါဘာကြီးလဲဆိုရင်တော့ဆက်လက်ဆောက်တော့ကြည့်ပါအဲ့တော့ကိုကြီးနဲ့မတွေ့အောင်ကြာကိုကြီးတွေ့တော့ကျွန်တော်ကိုလည်းလွမ်းသွားပြန်ကိုမိုးပွင့်ရှိနေဘယ်လောက်ကောင်းမလဲအေးပေါ့အကိုကြီးရှိတော့လည်းအားရှိတာပေါ့ဒါပေါ့အဲ့တော့ဒုညီကိုတွေနောက်တစ်ပတ်ဒီမှာလည်းဒီလိုဟာတာလေးကျွန်တော်တို့ဆက်သပင်ကအကြောင်းလေးတွေဘာလေးတွေထိုင်ပြောမယ်နောက်ပြီးတော့ဒီတက်ကောင်းတဲ့ဟာတာအစီအစဉ်လေးတွေနဲ့တင်ဆက်မယ်နောက်ပြီးတော့တော်လန်ပြည်သူတွေအားရှိစေမယ့်သတင်းလေးတွေလည်းကျွန်တော်တို့တင်ဆက်ပါမယ်လို့ကြောကြရင်လည်းကျွန်တော်တို့ဒီကုန်းချိုးလိုက်ပြီဟုတ်ကဲ့ပါအဲ့တော့ဒီ channel လေးကိုလည်းဒီမှာကျွန်တော်အကုန်နဲ့ကျွန်တော်လည်းအလုံးလုံးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစကားတွေအများကြီးပြောပြီးတော့အလုံးမဖြစ်မှာဆိုလို့အလုံးသေချာလောက်ပါမယ်အဲ့ဒါကိုပဲပြောချင်ပါတယ်အဲ့တော့ channel လေးကို like and subscribe လေးလုပ်ပြီးပါ like and share လေးနဲ့ကူညီပေးပါเนาะကူညီပေးပါဆိုတာကျွန်တော်တို့ကတောင်းခံတာမဟုတ်ကျွန်တော်ရဲ့အနုပညာတွေကိုဟိုချစ်တဲ့ဒေါ်လာမိဘပြည်သူတွေရှိလဲရောက်ချင်တယ်ကျွန်တော်ညီကိုတွေရဲ့ဘယ်လိုဆက်လက်လာမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောချင်ပါတယ်ကိုကြီးပဲပြောလိုက်ပါဟုတ်ကဲ့ပါကျွန်တော်တို့တွေဒီထက်ဟိုပေါ့เนาะကောင်းတဲ့အစီအစဉ်လေးတွေပေးတဲ့စိတ်မောနေတဲ့အချိန်မှာကျွန်တော်တို့ဟာတာလေးတွေလည်းတင်ဆက်ပေးမယ်နောက်ပြီးတော့ပေးတဲ့ဝမ်းသာရမယ်ဒီခွေးသတင်းလေးတွေလည်းကျွန်တော်တို့တင်ဆက်ပေးပါမယ်လို့ကျွန်တော်ပြောကြရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ